ချစ်တိုင်းသာပေါင်းခွင့်ရှိရဲ့ကဘာပေါ်မှာလွမ်းမရှိနိုင်ဘူးအခြေအနေကကြောင့်တရားကတို့မချစ်ရဘူးတဲ့တို့နေရောက်မချစ်သင့်ဘူးတဲ့ဘယ်ချိန်တို့နေရဝေးကြရမယ်သူတင်ကတိထားတော့လေတွေ့တာနေနောက်ကျတဲ့ချောင်းလို့တို့မဖြစ်နိုင်ဘူးနော်တို့နေရောက်မဖြစ်နိုင်ဘူးနော်ရှင်းနေပါဦးမယ်ကဘာမြေဆုံးဝေးသွားကြပါစေချစ်ဆုံးရဲ့ရင်မချစ်ဖြစ်တဲ့ညနဲ့တရားတိုင်းမဖြစ်နိုင်တာကိုသိလေငါတို့နဲ့ဦးသေးခြင်းနီးလေအချစ်ဆုံးရဲ့ကျင်းတို့ဝေးပြေးထွက်မသွားနိုင်ပေ